စင်လေးတော့အစင်လေးကမြန်မာလန်နဲ့ဆိုတော့ဘယ်တယောက်ဖြစ်မလဲမသိဘူးအစင်လေးပါရဲ့ဆိုတော့ငါကင်တဲ့ဟီယိုတွေကဘယ်ဟာကင်ကောင်းမလဲဆိုတော့ကာကူရာကင်လိုက်ရင်ကောင်းမလားကာကူရာတိတ်အဆင်ပြေသေးဘူးဇူရှင်းလေးကင်လိုက်ရောဇူရှင်းနဲ့အသိတော့အဆင်မပြေလောက်ဘူးစကေးသူအားထားပြီးတော့သုံးရတဲ့ဟီယိုဆိုတော့အဆင်မပြေဘူးဟိုဘက်ကဘာကင်မသိသေးတော့မိုးချိုးမကင်လိုက်တော့မယ်ဂျာပဲဟုတ်တယ်မိုးချိုးမဘာနေနေအဆင်ပြေတယ်မိုးချိုးမနဲ့ချမယ်ကွာငါအထင်တော့အစင်လေးကဟာရာဘူဇာဖြစ်မယ်ထင်တယ်ဟာရာဘူဇာဖြစ်ဖို့ရာခိုင်နှုန်း69ရာခိုင်နှုန်းသေကြတယ်ဒါပေမဲ့လည်း H ပေါက်လည်းဖြစ်နိုင်ခြင်းများတယ်ဆိုတော့ H ပေါက်ကိုရင်တော့ကဲလိုက်မယ်ပေါ့နော်သူ့ကိုရှင်လောက်လိုက်တော့မယ်အမေပြောတာကြည့်အေးလေလောက်ထားအောင်နဲ့အမလေးသူ့ပဲငါတို့ကကြောက်ရမယ်ပေါ့ငါလည်းပြန်ပြောလိုက်ပါတယ်ဟုတ်ကဲ့ကြောက်လိုက်တာရှင်ဆိုပြီးတော့လေစိန်ခေါ်တဲ့သားလေးကိုပေါ်တက်ပြီးရောဟဲ့ခြုံထဲမှာ H ပေါက်ပါရှိတာငါသိတယ်ခုတော့ဘယ်လိုပြောရမလဲတကောင်စားနှစ်ကောင်ရပါကျေးဇူးအဆောင်ရှိတဲ့သားလေးကိုတော့အမချောင်ရဲအောင်ထပ်မပြောနိုင်အောင်လုပ်ပေးလိုက်တယ်ဒီမှာငါ H ပေါက်ကိုလုံးမစောင့်နေပါဆိုတော်တော်လေးကိုနောက်ကနေဖကင်းနိုင်ရတာရမ်းရှဲကြိုက်နေသလိုပဲသားလေးကိုလုံးမလို့ပါဆိုနေမှာကိုဆန်းရောက်လာတယ်ငါနဲ့လုံးချစ်တဲ့သူကဘယ်တော့မှရောက်မလာဘူးတလွဲလေးကြီးပဲအေးလုံးချစ်တော့ခြုံထဲမှာအောင်းနေပါရဲ့ဆိုနေမှာလုံးချစ်တဲ့သူကမလာဘူးဟေးမလုံးချစ်တဲ့သူပဲရောက်လာတယ်အော်ဒီဘောတပါလည်းဘယ်ကဘာအပြင်ဘက်ထိလာအောင်မလို့လားမသိဘူးရောဟဲ့ငါလည်းတပွဲလုံးမတော့ခင်ကဲသမျှပွဲပြီးကန်နေကြမှာနည်းနည်းလေးဖကင်းရပြီးတော့တကေဝါတဲ့ကျေးဇူးဒီပေါင်းနင်တို့ကငါအတန်နဲ့မသိလို့တချင်းနဲ့တင်လို့ဆိုပြီးစိတ်ဆိုးရလားဖားလေပြောအဲ့ဒါမလို့ငါ view တွေကြာသွားလားပြောကဲဒီဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုနှစ်ပုဒ်ကိုညာသွင်း SMS ထပ်ပြီးတော့တင်ပေးမယ်ပေါ့နော်ကျွန်တော်တို့စဝတီခါပါစဝတီခါ